ဘောနာလည်းတစ်ခါ380ခုနှစ်ခုနဲ့ဘုရားရှင်မှာဆောင်းလာသည်တော်မှာလည်းတစ်ဆက်တည်းနေရလိုက်ရာဝိကံဒေသမျိုးတို့ပိုင်းတရားကြည်ရာမိတိဒေသကဒီပြောလူတရားအာရမဇနရှင်မောဘောဝရှိစေသောရှားတဲ့မိရှင်ရရဲ့အိဖာဘောဝါဆရာမဘောရှင်တဲ့မှာပြုခဲ့တဲ့ဘုရားဓမ္မသနာဘုရားရဲ့ပူဇော်ဝဲကြီးကိုဒီလိုလက်ထက်မှာလုပ်ခဲ့ရအောင်ဆက်လက်ဆောင်ရွက်ကောင်းသူတို့အဖြစ်89ကြိမ်မြောက်ဘုရားဓမ္မသနာဘုရားရဲ့ပူဇော်ခြင်းနဲ့ရှင်တဲ့မှာပြုလုပ်ကြပြီး6ရက်တော့ဓမ္မတော်ရဲ့တရားဟောကြားခြင်းတရားနာတဲ့ကောင်းမှုပေါင်းစုရမပြုလုပ်ကြသည်ရှင်းလို့တမန်တော်ဓမ္မသာရိဓမ္မဒီလိုဒီကရဏတာတေတော်တော်တော်ကတော့ဘယ်လိုပဲရရှင်တော်လည်းဒီကိုယောတိကာရနာမတော်တော်ဝေလက်စေကြတဲ့မှာမို့စေဖို့ဘုရားဘုရားမန္တရရကြအောင်အာရမဏိနာနာမဘကေကြံတော်နာတိဓမ္မပရိသတ်အောင်ဘောအာရုံယူပြီးတော့ဩတာဘုရားကောင်းမှုပုဂ္ဂိုလ်ရည်တော်ကမှာဧယဝအာနန္တောဗန္တမေတိဓမ္မဒေဝကံကံလိသတောကံဒါနရိတကံဒါနမောဘာမေဘုမဆက်စေယံလောမေကောတေတေနာလောမြတ်တော်မူတဲ့စင်ရာဒေသနာအနန္တုတော်ဘုရားဘုရားအာရဏေနာတိဧဝံအာဂဝေတိတောမေမောနေလနာယေတံသောတာယာဝတေစေနာတိကေလောသောမသုညာဘုရားအာနာတံတေပေလာတော်မောဝေတိဗျာဧဝံအာနန္တောဗန္တယောဝေတေမေလာမေတ္တာဒီယောကောင်းတဲ့ဘုရားတော်ရဲ့ရှိတော်မူကြတာဒေဝရာယေနစေတကျောတော်မန္တ